မင်္ဂလာပါနော်ဒီ English with win လေးပေါ့နော်အဲ့ဒါလေးဒီ page လေးလုတ်ထားပြီးတော့ active မဖြစ်ဘူးပေါ့နော်အဓိကတော့ဒီ page လေးမှာကဒီ English စာနဲ့ပတ်သက်ပြီးတော့လို့ပြောချင်တာထက်လေဘယ်လို English လို့လေးဘယ်လိုမျိုးလေးတွေဟလာ knowledge လေးတွေ wisdom လေးတွေလေ့လာဖြစ်လဲတစ်ချက်လောက် share လုပ်ချင်တာပေါ့နော်အဲ့တော့ဒီစာအုပ်လေးကကြည့်ကြည့်အောင် eat the frog နော်အဲ့ဒါဘာပြောချင်တာလဲဆိုတော့ခတ်တဲ့ကိုယ့်အတွက်ဟလာမလုပ်ချင်တဲ့ကိစ္စကွာကိုလုပ်ရမှာเนาะအချိန်ဆွဲနေပြီးရဲ့ကိစ္စတွေကိုဘယ်လိုမျိုးเนาะနည်းလမ်းနေနဲ့ကိုဖြည့်ရှင်းလို့ရမလဲကိုဘယ်လိုလုပ်လို့ရမလဲပေါ့เนาะဒီစာအုပ်လေးကမဆိုးเนาะ100လောက်ပဲရှိတာပေါ့เนาะတော်တော်လေးဟိုဘယ်လိုခေါ်မလဲအကျိုးရှိတယ်ပြီးတော့ဖတ်လို့လည်းကောင်းတယ်เนาะအဲ့တော့ဒီနားလေးတွေတစ်ချက်နည်းနည်းလေးကြည့်ကြတာပေါ့เนาะနီလန်းလေးတွေဆိုလို့ရှိရင်လည်းဒီလို content တွေမှာပေါ့เนาะဒီလိုမျိုးတစ်ပိုင်းချင်းစီခွဲထားပြီးတယ်เนาะအဲ့တော့ကိုကဖြည်းဖြည်းချင်းစီဖတ်သွားရုံပဲเนาะ intro လေးတစ်ချက်ကြည့်အောင် eat the frog เนาะအဲ့တော့ဘာလဲဆိုလို့ရှိရင်เนาะဒီ highlighted နေရာလေးတွေပဲတစ်ချက်မှဖြည်းဖြည်းချင်းစီနည်းနည်းချင်းစီပြောလိုက်မယ်ပေါ့เนาะအဲ့တော့ဘာလဲဆိုလို့ရှိရင်တို့เนาะများသောအားဖြင့်ဟလာလူတိုင်းကအချိန်ကတဖြည်းဖြည်းနဲ့နည်းလာတယ်ဘာလို့ဆိုတော့လုံးဝမှာတွေကများလာတယ်ဟလာကိုကဘာမှမလုပ်ချင်နေဘူးဆိုလို့ရှိရင်တော့ဘာမှလုပ်စရာတော့မရှိဘူးပေါ့เนาะဒါပေမဲ့လည်းကိုကလုပ်ရမှာလုပ်ချင်နေအဲ့ဒါဆိုလို့ရှိရင်เนาะlimited time ဖြစ်လာမယ်เนาะအချိန်နေနည်းလာရောเนาะအဲ့တော့အဲ့လိုမျိုးဖြစ်ပြီဆိုလို့ရှိရင်ကိုကဒီညမှာပြောရချင်တာက an average person who develops the habit of setting clear priorities and getting important tasks completed quickly will run circles around a genius who talks a lot and makes wonderful plans but who gets very little done အဲ့တော့ဒီညမှာကဟလာပြောချင်တာကဘာလဲဆိုလို့ရှိရင်เนาะကိုကဘလောက်ပဲကွာအရန်သိလားเนาะငါဘာလုပ်မယ်ဘလို့တွေလုပ်မယ်ဟလာလို့မျိုးလုံးဝ plan ပဲလုပ်နေတာကွာဒါပေမဲ့တကယ်လက်တွေ့ကမလုပ်ဖြစ်တဲ့သူနဲ့ရှင်လို့ရှိရင်ဘာလဲဆိုတော့เนาะပုံမှန်ပဲเนาะဒီလူတယောက်ကပုံမှန်ပဲဒါပေမဲ့သူ့မှာ clear priorities တွေရှိတယ်ပြီးတော့အဲ့ဒီ clear ဖြစ်တဲ့ priority လုပ်ထားတဲ့ဟလာ prioritize လုပ်ထားတဲ့ task တွေထဲမှာအရေးကြီးဆုံးဆိုတော့ရွေးချယ်ပြီးလုပ်နေတယ်เนาะအဲ့လို habit ရှိတဲ့သူဆိုလို့ရှိရင်ဘာဖြစ်လဲသူကပို့ပြီးတော့သူလှုပ်ရှားရှိတာတွေကိုမြန်လှုပ်ဖြစ်နေမယ်เนาะပြောပြီးတော့ plan လုပ်နေတဲ့သူနဲ့ရှင်လို့ရှိရင်เนาะအဲ့တော့ဒီညမှာအဲ့ဒါလေးကိုပြောတာသဘောကျတာပေါ့เนาะပြီးတော့ frog ဆိုတာเนาะဖားပေါ့ဟလားဖားဆိုတာဒီညမှာအားကိုเนาะကိုစားပြုပြီးပြောချင်တာလဲဆိုတော့ကိုယ့်ရဲ့ဟလား your frog is your biggest most important task the one you're most likely to procrastinate on if you don't do something about it เนาะအဲ့တော့အရေးကြီးဆုံးလည်းဖြစ်တယ်เนาะလောကအရေးကြီးဆုံးကိစ္စလည်းဖြစ်တယ်လုပ်ဖို့လုပ်ရမှာလည်းဖြစ်တယ်ဒါပေမဲ့เนาะကိုကဘာဖြစ်လဲအချိန်ဆွဲဖြစ်နေတဲ့ကိစ္စလည်းဖြစ်ပြန်ရောဟုတ်လားအဲ့တော့ဘာဖြစ်လဲဆိုရှင်အဲ့လိုနေရအဲ့လိုအလုပ်ကိုလုပ်နိုင်တာမလုပ်နိုင်တာကကိုယ့်ရဲ့ဘဝပေါ်မှာအများကြီး impact ရှိပါတယ်ဘာလို့ဆိုတော့ကိုကလုပ်ရမှာလည်းသိနေကွာဒါပေမဲ့မလုပ်ဖြစ်တဲ့ခါကျတော့ကိုကစိတ်သက်ကြတာတို့ဟုတ်လားကိုယုံကြည်မှုကြတာတို့ဖြစ်တတ်တာကိုအဲ့တော့ဒီညမှာဆိုလို့ရှိရင် it is also the one task that can have the greatest positive impact on your life and results at the moment အဲ့ဒါခုနကပြောတဲ့ဟာပြောပြတာပေါ့နော်အဲ့တော့ the first rule of frog eating is this เนาะပထမဆုံးဟာလာ rule အနေနဲ့ first rule အနေနဲ့ဆိုလို့ရှင်ပါတယ် if you have to eat two frogs เนาะအရေးကြီးတဲ့ကိစ္စနှစ်ခုရှိနေတယ်အဲ့ခါမှာဆိုလို့ရှင် eat the ugliest one first နှစ်ခုတည်းကနေပြီးတော့မှပိုရေးကြီးတဲ့ဟာရွေးလိုက်လို့ပြောချင်တာเนาะပို့ပြီးတော့အရေးရုပ်ဆိုးတဲ့ကောင်ဆိုပို့ပြီးတော့ကိုမလုပ်ချင်တဲ့လုပ်ပေါ့အဲ့ဒါကိုလုပ်ပြလိုက်လို့ပြောချင်တာပေါ့เนาะအဲ့တော့ဟာလာเนาะဒါကတော့အစားအစပဲရှိသေးတာကိုနော်ပြီးတော့ဗာလဲဆိုလို့ရှိရင်เนาะဒီစာလေးတွေကတော့တစ်ချက်ဟိုတို့ဒီ BS English Hub ပေါ့เนาะအဲ့ဒီ Telegram channel လေးမှာဒီစာအုပ်ရဲ့ ebook လေးကိုတင်ထားပေးမယ်ပေါ့เนาะအဲ့တော့ကိုကအချိန်ပေးပြီးတော့အသေးစိတ်ဖတ်ချင်တယ်ဖတ်လို့ရပါတယ်ဒါတော့သဘောကျတဲ့ဥစ္စာလေးတွေ highlight လုပ်ထားပါပေါ့เนาะအဲ့တော့เนาะဒီနေ့เนาะတရက်ချင်းစီเนาะအရေးကြီးဆုံးလုပ်ရမယ်เนาะအဲ့လိုမျိုးဆုံးဖြတ်ချက်တွေကဘာရှိမလဲဆိုလို့ရှိရင်ဟာလားဘာချက်ချင်းလုပ်မှာလဲဘာအောင်နောက်မှလုပ်မှာလဲအဲ့ဒါကဆုံးဖြတ်ဖို့ကအရေးကြီးတယ်เนาะဘယ်လိုဆိုတော့အဲ့ဒါကလုပ်ဖြစ်တာမလုပ်ဖြစ်တာပေါ်မှာတွားပြီးတော့စကားပြောတာ哦เนาะအဲ့တော့အဲ့ဒါလေးကတခုပြီးတော့ခုန first rule ပြီးပြီဆိုတော့ second rule ကဘာလေးတော့ the second rule of frog eating is this ဟလာ if you have to eat a live frog
at all ဟလားဟာယူအရှင်စားမှာကွာဟလား it doesn't pay to sit and look at it for very long เนาะအရှင်လက်ကြီးကိုလို့စားရမယ့်အချိန်မှာတော့ငိုလှုပ်ထားပြီးကြည့်မနေတော့ဘူးလေဟုတ်တယ်မြန်မြန်ဆန်ဆန်လှုပ်လိုက်ဖို့ပဲလိုတယ်လို့ပြောချင်တာအဲ့တော့ the key to reaching high levels of performance and productivity is to develop the lifelong habit of tackling your major tasks first thing each morning အဲ့တော့လုပ်ရမယ့်ကိစ္စကိုမနက်မိုးလင်းတာနဲ့လုပ်စီရရှိတာကိုအရင်ဆုံးလုပ်လိုက်လို့ပြောချင်တာပါဒီညလေးမှာကကျတော့เนาะ you must develop the routine of eating your frog sorry not before you do anything else and without taking too much time to think about it เนาะအဲ့လိုမျိုးသိစဉ်းစားမနေပဲနဲ့လုပ်ဆက်ရှိရမယ်မြန်လုပ်လိုက်လို့ပဲဒီကတိုက်တွန်းချင်တာပါဒီစာအုပ်ကြီးထဲမှာเนาะအဲ့တော့ take action immediately ဟုတ်တယ်เนาะအဲ့တော့ဘာလုပ်ရမယ့်ကိစ္စဆိုလို့ရှိရင်ခါလေးကြားလို့ရှင်လို့တွေးလေးနေလေးတည်ရမလားလို့မလုပ်ဖြစ်ဘူးအဲ့တော့အဲ့ဒီကိစ္စတော့ကိုအဲ့လိုအချိန်ပေးပြီးစဉ်းစားနေမယ်အစားတကယ်ကိုမြင်မြန်ဆန်ဆန်လုပ်လိုက်တာကပို့ပြီးတော့နော်ထိလည်းထိရောက်တယ်နော်ကိုလည်းပို့ပြီးတော့စိတ်ချမ်းသာတယ်ဘာလို့ဆိုမလုပ်ဘူးဟလာအချိန်ဆွဲမိနေရဆိုလို့ရှင်အဆင်မပြေဘူးလေဟုတ်တယ်နော်ကိုကစိတ်သက်ကြနေတာ哦โอเคဘာလို့နေရလဲလို့မျက်မှန်လို့နေတာအဲ့တော့เนาะ develop the habits of success အဲ့ဒါကဘာပြောချင်တာလဲဆိုလို့ရှင် habit เนาะ habit ကခုနကပြောရဲเนาะအဲ့လိုမျိုး priorities တွေเนาะတေးချာเนาะ clearly set လုပ်တာတို့ဟလာပြီးရင်အချိန်မဆွဲတာတို့เนาะအချိန်မဆွဲတဲ့အကျင့်နောက်ပြီးလို့ရှင်လှုပ်ရှားရှိရဲ့အလုပ်เนาะအရေးကြီးရဲ့လုပ်ကိုမြန်မြန်လုပ်တာအဲ့ဒါကเนาะ mental နဲ့ physical skill ဖြစ်တယ်လို့ပြောချင်တာเนาะ skill ဆိုတာပဲဖြစ်လဲလုပ်ယူလို့ရတယ်เนาะအဲ့တော့လန်လင်းဘောဖြစ်တယ်လုပ်လို့ရတယ်ဘာနဲ့လုပ်ရမှာလဲဆိုရှင်ခဏခဏလုပ်တယ် practice လုပ်မယ်ပြီးလို့ရှင်ခဏခဏ repetition repeatedly လုပ်တာမျိုးနဲ့ဒီအကျင့်ကိုဆွဲသွားအောင်လုပ်လို့ရတယ်ပေါ့အဲ့တော့တွေ့လားเนาะဒီနေရာမှာဆိုလို့ရှင်လဲ once it becomes a habit it becomes both automatic and easy to do เนาะအဲ့တော့ဒီမှာဆိုလို့ရှင်လဲဒီအသုံးလုံးတွေကလည်းကောင်းတယ်ပေါ့ one နေရာမှာ once လေးကိုသုံးထားတာလို့ဟုတ်လားThis habit of starting and completing important tasks has an immediate and continuous payoff เนาะအဲ့တော့ဘာလဲဆိုရှင်လုပ်ရရှိတာကိုစလုပ်မယ်ပြီးရင်ပြီးအောင်လုပ်မယ်အဲ့ဒါကချက်ချင်းကိုเนาะအဲ့လိုမျိုး pay off ဆိုတာ reward ရှိရလို့ပြောချင်တာပါချက်ချင်းကို positive impact ရှိတယ်เนาะချက်ချင်းကိုရှိတယ်ပြီးတော့တောက်လျှောက်ဆိုတာက continuously ရှိတယ်ပေါ့เนาะအမြဲတမ်းကိုယ်လှုပ်သွားလေအမြဲတမ်းကိုယ့်အတွက်ကဒီကအကျိုးပေးနေမယ်ပေါ့เนาะ it makes you happy နော်ဟုတ်တယ်မှန်တယ်နော် it makes you feel like a winner နော်တစ်ခုပြီးတိုင်းတစ်ခုကိုကပြောမယ်နော်ပြီးတော့ confidence ရှိတယ်လို့ပိုခံစားရမယ်နော်အဲ့တော့ဒီမှာစာရီကတော့အများကြီးပဲနော်ပြီးမှခဏပြောမယ်ဆိုပြီးတော့10မိနစ်တောင်ကျော်သွားပြီနော်အဲ့တော့ဒီစာအုပ်လေးကိုဖတ်ချင်တယ်ဆိုလို့ရှိရင်ဒီခုနကနော်ဒီcomment လေးမှာဟိုTelegram channel ကိုတွားလို့ရတဲ့ link လေးကိုပေးထားပေးမယ်ပေါ့နော်အဲ့မှာ ebook လေး download လုပ်လို့ရပါတယ်လို့no shortcuts เนาะဘာ shortcut မှမရှိဘူးเนาะ practice is the key to mastering any skill เนาะ master လုပ်ဖို့အတွက်ကပဲဖြစ်လဲ practice ကလုပ်ကိုလုပ်ရမယ်เนาะဘာလို့လဲဆိုတော့ master လို့ပဲ train ရမှာ哦เนาะစိတ်ကလည်း it grows stronger and more capable with use เนาะသုံးလေးဓာတ်လိုပဲထပ်လာလေးဖြစ်မယ်เนาะအဲ့တော့ဒီမှာပြောချင်တာ no shortcuts เนาะဖြတ်လန့်မရှိဘူးเนาะလုပ်ကိုလုပ်ရမယ်လို့ပြောချင်တာ okay အဲ့တော့ဟုတ်ကဲ့ပါအဲ့တော့ဒါလေးတွေကเนาะဖတ်လို့ရတာဖတ်လို့ဘယ်လိုခေါ်မလဲဖတ်လို့ရှိရင်လုံးဝအကျိုးရှိမယ့်စာအုပ်လေးပါเนาะအဲ့တော့เนาะဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရဆိုလို့ရှိရင်အကျိုးရှိတဲ့เนาะဒီလိုတချို့အချက်လက်လေးတွေเนาะကိုယ့်အတွက်အားဖြစ်စေမယ့်အကြောင်းအရာလေးတွေ wisdom လေးတွေရသွားမယ်လို့ပြောနေပါတယ်ရှင့်အဆုံးထိကြည့်ပေးတယ်ဆိုရင်ကျေးဇူးတင်ပါတယ်